Hello ဒါကတော့လာအို day 3 vlog လေးပါလာအို Vietnam မှာနေရတာ3ရက်မြောက်နေပေါ့နော်နောက်ရက်ဆိုရင်တော့ပြန်မှာပါဒီနေ့ကတော့တနေ့ကောင်အားလာဖြစ်တဲ့အတွက် Vietnam မြို့ပေါ်မှာရှိတဲ့ဖျားเจ้าတွေကိုတွားလဲပေါ့နော်ဒါဦးဆုံးဝင်တာတော့ West Sea စကတ်ဖျားเจ้าမှာသူကတော့ဝင်ချင်းနေနဲ့တယောက်ကိုလာအို gift 3000ပေးရတယ်ဒီဖျားเจ้าဟာဆိုရင်ဒီလောင်နိုင်ငံမှာရှိတဲ့အလှဆုံးဖျားเจ้าတွေပြတစ်ခုပေါ့နော်သူ့မှာဆိုရင်ဒီနှစ်ပေါင်းရာချီတန်းရှိနေတဲ့စင်နုတော်တွေလည်းရှိပြီးရောထူးခြားချက်အနေနဲ့ဒီနေရန်တွေပေါ်မှာဗုဒ္ဓစင်နုတော်တွေအများကြီးကိုထည့်သွင်းထားတာကလည်းဒါတမိုင်းဝင်ဗီဒီယိုကလည်းရပါတော့ဒုတိယမြောက်အနေနဲ့ကတော့ဒီဖျားเจ้าဘေးမှာပဲရှိတဲ့ဟိုဖရာကီကိုပြတိုက်ကိုသွားလိုက်ခဲ့ပါတယ်သူလည်းပဲတယောက်ကိုဝင်ကြီး gift 3000ပေးရပါတယ်သူမှဆိုရင်ဒီရှေ့အောင်ပစ္စည်းပြခန်းရှိပြီးတော့ဒီပြခန်းထဲမှာလောင်လိုက်ရဲ့တမိုင်းကြောင်ရင်ကျေးမှုနဲ့ကိုယ်ကယုံကြည်မှုတွေလက်ရမြောက်တဲ့ပပူးတုလက်ရတွေနဲ့ပကြီးကားလို့ပြထားရပေါ့နော်ဒါပေမဲ့အထဲမှာတပွင့်ရေခွင်လုံးဝမရှိတဲ့အတွက်မရိုက်ခဲ့ရပါဘူးဒါကတော့တကြမြောက်အနေနဲ့ဝက်စီမောင်ဖះเจ้าကိုရောက်လာတာပေါ့နော်သူလည်းပဲတိတ်တော့မဝေဘူးလမ်းလျှောက်သွားလို့ရတဲ့အကွာဝေးမှာပဲရှိရဲဒီဖះเจ้าကကြတော့သူကကံကောင်းခြင်းဖះเจ้าလို့ဆူတောင်းပြည့်ရဆိုပြီးနာမည်ကြီးရပေါ့နော်အဲ့ဒီမှာဒီရခံတွေရောတရုတ်ဖះဘူးတွေရောအများကြီးတွေ့ခဲ့ရတယ်ပြီးရင်တော့နောက်ဆုံးအနေနဲ့ဒီလောင်နိုင်ငံရဲ့ trademark ဖြစ်တဲ့ဖတ်သက်လောင်စီတီကိုတွားရောက်ဖွင့်ပြခဲ့ပါတယ်။သူကတော့ခုနနေရာနဲ့နည်းနည်းလှမ်းတဲ့အတွက်ကားငှားပြီးတော့ထပ်သွားရတယ်ပေါ့နော်။ဝင်ကြီးကတော့တယောက်ကို gift 3000ပါပဲ။ဒီဖျားကကြတော့လောင်နိုင်ငံရဲ့အဲ့လိုမျိုးအထိမ်းမဲ့စီတီပေါ့နော်။မြန်မာမှာဆိုရင်ရွှေတကုံဖျားလိုမျိုးပါပဲ။လာရောက်တဲ့ဆိုရင်လည်းဒီဖျားကိုဖြစ်မနေတွားရောက်ဖွင့်ပြကြရပေါ့နော်။ဒီဖျားမှာဆိုရင်ဒီလောင်နိုင်ငံရဲ့ကိုပိုင်ဗီဒီယိုကလက်ရတွေနဲ့ရှေ့ဟောင်းအဲ့လိုမျိုးရုပ်ပွားတော်လေးရှိပြီးတော့သူတို့ရဲ့အဲ့လို trademark လို့ဖြစ်နေတာပေါ့နော်ပြီးဒီဖေးစီဒီတော်ပုံနဲ့ပဲလောင်ငွေစက်ကူတွေအမှတ်တရပစ္စည်းတွေလည်းအများကြီးနေထားကြပါတယ်ဆိုတော့လာအို day 3 vlog လေးကတော့ဒီလောက်ပါပဲနောက်ဆုံးရက်ကျတော့ visa ထုတ်ပြီးဘန်ကောက်ကိုတန်ပြန်လာဖြစ်တဲ့အတွက်လာအို trip လေးကိုဒီ video လေးနဲ့ပဲအဆုံးသတ်လိုက်ပါတယ်အဆုံးထိကြည့်ပေးရတဲ့အတွက်လည်းကျေးဇူးများတင်ပါတယ်နောက် video လေးမှာပြန်တွေ့ကြမယ်နော် bye bye